မင်းကလေးဟာသူမသဘောကျနေတဲ့ကောင်လေးကိုတက်တီမွေးပြီးချစ်ခွင့်တောင်းလိုက်ပါတယ်။ကောင်လေးကလက်ခံလိုက်ပြီးတဲ့နောက်မှာတော့သူမဟာရုတ်တရက်ကောင်းမှုသွားပါတော့တယ်။မျက်လုံးပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့သူမဟာအနာဂတ်နှစ်ပေါင်း6နှစ်စီကိုရောက်ရှိသွားတာကိုသိလိုက်ရပြီးအံ့ဩမြင်တက်သွားရပါတယ်။သူမဟာသူမချစ်ရတဲ့ကောင်လေးနဲ့လက်ထပ်ထားရုံတင်မကပဲချစ်စရာကောင်းတဲ့သမီးလေးတစ်ယောက်တောင်ရနေပါပြီ။အဲ့ဒီအချိန်မှာပဲခင်မုန်းဖြစ်သူကသမီးလေးကိုပွေ့ချပြီးအောက်ထပ်ကိုဆင်းလာပါတယ်။မင်းကလေးကသူတို့ကိုဝမ်းသာအားရနှုတ်ဆက်ပေးမယ်ခင်မုန်းဖြစ်သူကတော့သူမကိုရွှေရှာဆက်ဆုပ်တဲ့အကြည့်နဲ့ကြည့်ပါတယ်။သူတို့ကြားမှာဘာတွေဖြစ်ခဲ့လဲဆိုတာကိုသူမလုံးဝမသိပါဘူး။ဒါကြောင့်သူမဟာကောလိပ်တုန်းကအခင်းဆုံးတငယ်ချင်းစီတွားရောက်မေးမြန်းပါတော့တယ်။သူမရဲ့တငယ်ချင်းကပြောပြတာကတော့သူမဟာသမီးလေးမွေးပြီးတဲ့နောက်တခြားအမျိုးသားတစ်ယောက်ကိုအယူမှုချစ်မိသွားခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီအမျိုးသားနဲ့အတူရှိဖို့အတွက်သူမရဲ့တငယ်ချင်းတွေနဲ့မိသားစုကိုတောင်စွန့်ပစ်ခဲ့တာပါ။မင်းကလေးဟာသူမတငယ်ချင်းကိုချက်ချင်းတောင်းပန်လိုက်ပါတယ်။သူမဟာလွန်ခဲ့တဲ့6နှစ်ကနေရောက်လာတာဖြစ်ပြီးဒီလိုဆိုးသွမ်းတဲ့အရာတွေလုပ်ခဲ့မှလုံးဝမသိကြောင်းတေချာရှင်းပြပါတယ်။သူမရဲ့နူးညံ့တိမ်မွေးတဲ့အမှုအရာကိုမြင်လိုက်ရတဲ့အခါတငယ်ချင်းဖြစ်သူကသူမကိုယုံကြည်သွားပါတယ်။အိမ်ပြန်ရောက်တဲ့အခါမင်းကလေးကခင်မိုးနဲ့သမီးလေးရဲ့အချစ်ကိုပြန်ရအောင်ယူဖို့ဆုံးဖြတ်လိုက်ပါတယ်။သမီးလေးလဲကြတော့မဲ့အချိန်မှာသူမကအမြန်လမ်းဖမ်းပေမဲ့ခင်မိုးဖြစ်သူကကလေးကိုအမြန်ဆွဲထုတ်သွားပါတယ်။ခင်မိုးရဲ့တန်တရားရှိတဲ့မျက်နှာပေးကိုမြင်ရတာသူမအတွက်အယံဝမ်းနဲ့စရာကောင်းလာပါတယ်။သူမပြောင်းလဲပါမယ်လို့ကတိပေးပေမဲ့ခင်မိုးဖြစ်သူကတော့မယုံပါဘူး။နောက်တစ်နေ့မှာတော့သူမအရင်ကအယူမှုဖြစ်ခဲ့တဲ့အမျိုးသားကသူမကိုလာရှာနေတယ်လို့ကြားတာကြောင့်တွားတွေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့တွေးလိုက်ရတဲ့အခါမှာတော့အဲ့ဒီအမျိုးသားဟာသူမခင်မိုးလောက်ရုံမချိုးသလိုချမ်းလဲမချမ်းသာတာကိုတွေးလိုက်ရတယ်။သူမရဲ့အနာဂတ်ကိုယ်တိုင်ကယူနေတာပဲလို့သူမတွေးလိုက်မိပါတယ်။အဲ့ဒီအမျိုးသားကဘယ်တော့ကွာရှင်းမှလဲလို့မေးတဲ့အခါမင်းကလေးကသူမဘယ်တော့မှကွာရှင်းမှမဟုတ်ကြောင်းနဲ့သူနဲ့အဆက်အသွယ်အားလုံးဖြတ်ချင်ကြောင်းပြပြတသားပြောလိုက်ပါတယ်။အဲ့ဒီနောက်အစီခံကိုခေါ်ပြီးအဲ့ဒီအမျိုးသားကိုမောင်းထုတ်ခိုင်းလိုက်ပါတယ်။အဲ့ဒီညမှာမင်းကလေးကသမီးလေးရဲ့အခန်းကိုသွားပြီးပုံပြင်ဖက်ပြပါတယ်။ခင်မုန်းဖြစ်သူကအစပိုင်းမှာညှင်းချင်ပေမဲ့သမီးလေးကသဘောတူလိုက်တာကြောင့်ခွင့်ပြုလိုက်ပါတယ်။မင်းကလေးကသမီးလေးရဲ့ကတင်ပေါ်မှာပျော်ရွှင်စွာလဲနေခဲ့တဲ့ခင်မုန်းဖြစ်သူကသူမဟာသမီးလေးအပေါ်တကယ်ပဲရန်ညိုးမရှိတော့ဘူးဆိုတာသိလိုက်ရတဲ့အခါအခန်းထဲကနေတိတ်တဆိတ်ထွက်သွားပါတယ်။သူတကားဝါရောက်တဲ့အခါမှာတော့မင်းကလေးဟာသူမအရင်ကအလွန်ချစ်ခဲ့တဲ့အမျိုးသားကိုမောင်းထုတ်လိုက်ပြီးဖြစ်ကြောင်းအိမ်ကူပြောတာကိုကြားလိုက်ရပါတယ်။သူမရဲ့ရုတ်တရက်ပြောင်းလဲမှုအပေါ်သူစဝေးစဝါဖြစ်သွားပါတယ်။ဒါကြောင့်သူကအတွင်းရေးမှုကိုအဲ့ဒီနေ့ကခက်ထတွေကိုပြန်ကြည့်ခိုင်းပါတယ်။အတွင်းရေးမှုကတော့အတိတ်ကလုပ်ရက်တွေအတွက်သူမကိုလွယ်လွယ်နဲ့ခွင့်မလုပ်ဖို့အကြံပေးပါတယ်။ဒါပေမဲ့မကြသေးမီကဖြစ်ပျက်ခဲ့တာတွေကိုပြန်စဉ်းစားကြည့်တဲ့အခါသူ့ကိုအလွန်ချစ်ခဲ့တဲ့မိန်းကလေးပြန်ရောက်လာပြီလို့သူခံစားလိုက်ရပါကဲသူ့တွေးကိုစမ်းသပ်ဖို့အတွက်သူမကိုပါတီပွဲတစ်ခုအတူတူတက်ဖို့ဖိတ်ခေါ်ရာသူမကသဘောတူလိုက်ပါတယ်။ပါတီပွဲနေ့မှာတော့ခင်မုန်းဖြစ်သူကအလုပ်ကိစ္စတွေပြောနေတာကြောင့်မိန်းကလေးကသမီးလေးကိုခေါ်ပြီးမှုတ်သွားစားပါတယ်။အဲ့ဒီမှာဟိုမျိုးသားကသူမကိုထက်ရှာတွေ့ပြန်ပါတယ်။သူကမောက်မာစွာနဲ့မိန်းကလေးဟာသူ့ကိုမမှုချင်းအောင်ဆောင်နေတာလို့ထင်ပြီးအခုသူမနဲ့အတူနေပေးနိုင်ပြီလို့ပြောပါတယ်။မိန်းကလေးရဲ့ခင်မုန်းကချက်ချင်းရှိထွက်လာပြီးသူ့ကိုတွန်းထုတ်လိုက်ပါတယ်။အဲ့ဒီနောက်အဲ့ဒီအမျိုးသားကသူမကိုသူတို့နှစ်ယောက်ထဲကတယောက်ကိုရွေးခိုင်းပါတယ်။မိန်းကလေးကတော့အဲ့ဒီအမျိုးသားဟာကိုအထင်ကြီးလွန်းသူလို့တွေးလိုက်ပြီးသူမရဲ့ခင်မုန်းကိုပဲတိုက်ရိုက်ရွေးချယ်လိုက်ပါတော့တယ်။